ဒီနေ့ပထမဆုံးအနေနဲ့ဒီညနေဒီရဟန္တာဆင်ပြသပါဘူးမှာ9 ရက်မြောက်လုံနာကိုကျက်မကွက်လာရတဲ့ဆက်ဖြစ်အခါတည်းတက်ကွက်လုံးပဲဖြစ်လာရတဲ့ကြောက်ရလာတဲ့ဘုံတော်ကြီးများနဲ့ဒီလားရှင်များဘာသာသူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြည့်စုံဆန္ဒများပြောရကြပါစေလို့ဘုံအနေနဲ့ဆောင်းဆက်လာကြတယ်ဒုတိယအနေနဲ့ဒီနေ့အမိအပင်းတော်ကြီးကတရားယဟန်တာများရဲ့ကွယ်အဖြစ်တတ်မှတ်ပြထားပါတယ်အဲဒါကြောင့်မို့အားလုံးကို Happy Feast Day လို့လုပ်စပါတယ်ဘာလို့လဲဆိုတော့တရားယဟန်တာတွေဆိုတာဘယ်သူမှထူးထူးခြားခြားမပါဘူးဘောနော်ယဟန်တာနာမည်ဆိုတော့ဒီတို့ကနာမည်တော့တိကျရှိကြတယ်ဒါပေမဲ့တရားသမားတွေဆိုတာဒီယဟန်တာတွေနဲ့မတူဘူးပေါ့အားလုံးတို့အားလုံးပိုက်ကြတယ်တို့အားလုံးရဲ့ Feast Day ဖြစ်တာပေါ့နော်အဲကြောင့်လို့ဆက်ရှိပါလေအဲကြောင့်ဒီဩဝါဒထဲမှာအကြောင်းပြောချင်တယ်ဆိုတော့နိုဝင်ဘာအကြောင်းနဲ့ဒီယဟန်တာဘုရားနဲ့တရားသမားတွေဘောနော်ဒီ angels ဒီအကြောင်းကိုပြောချင်ပါတယ်ပထမဆုံးအနေနဲ့ဒီနိုဝင်ဘာအကြောင်းကိုပြောခင်လေးမှာဒီနေ့အားရတဲ့အကြောင်းကိုပြောချင်ပါတယ်တတ်တဲ့တင်းတော်တို့အမှန်မှအားရဆက်ဆောင်းတယ်ဖျားသောကြည့်လိုက်တာလည်းအစနဲ့အဆုံးထိကိုပြီးနေတာပေါ့နော်တိုင်ကောင်တွေအရှိမှလည်းပြီးတယ်နောက်မှလည်းပြီးတယ်ဆိုတော့အဲ့ဒါအမှန်မှအားရဆက်ဆောင်းတယ်တချင်းဆိုတဲ့လူတိုင်းလည်းပြောပြောရှင်ရှင်နဲ့အားရပိုင်းပေါ်ကြပြီးမှအတားနာလည်းကောင်းအနာကလုံးလည်းကောင်းဆိုတော့ဖျားချမ်းထဲမှာရှိတဲ့လူတွေအားလုံးကိုပြောပြနေကြတယ်ဖျားကြည့်တဲ့ပြောပြနေမှာပဲအဲကြောင့်ခုမှရှိတဲ့ခွန်အားနဲ့အားရပါရဖျားကိုရှင်းမနေမှသိဆိုတာဘုံလည်းအဲ့လိုပဲတော့အားသဘောကျတယ်အတန်ကောင်းတာမကောင်းတာရေးမကြည့်ဘူးပါတော့အားရပါရသူဘုပဲအဲ့လိုသူမှတတိလေးနဲ့ကောင်းသွားတယ်ဆိုတော့အဲ့ဒါအဲ့လိုမှသဘောကျတယ်အားရပါတယ်နိုဝင်ဘာအကြောင်းကိုပြောမယ်ဆိုရင်ပထမဆုံးအနေနဲ့ဘုံလည်းနိုဝင်ဘာအကြောင်းကိုအနေနဲ့ဖြစ်ဖြစ်ခံနေပါတယ်ပြီးခဲ့တဲ့ဒီတာဟာမေရောအပုဒ်မှာတာဟာမေရောဘောဟာမေရောအပုဒ်မှာဒီတာဟာစေကစားပြချမ်းမှာလုံနာလို့တဲ့ချိန်မှာအဲ့ဒီမတိုင်ခင်မှာတော့ဘုရားစကားနာတော့ကစားရင်းနဲ့ဆိုလဲတော့လူကလမ်းလျှောက်မကောင်းလို့တကယ်ချင်းရလဲဟိုအရင်ကကစားနိုင်လို့ကိုကျမမကစားနိုင်တော့တာဘုရားစားချတယ်လို့ပဲတော့ကိုလူစားတာဘောနော်လမ်းလျှောက်ကပုံမမှန်နိုင်တော့ဘူးပေါ့အဲ့ဒါနဲ့စီခါပြတာမပြောနိုင်တော့ဘူးဘာလို့ကောင်းမလဲလို့စဉ်းစားရင်းနဲ့ဟာဒီတကောက်တော့လောကအစားနဲ့အဆုံးထိမပြတ်ခွတ်တဲ့နဲ့ဖြစ်ကောင်းတယ်အဲ့ဒီကြောက်ကောင်းဖို့ပေါ့နော်အဲ့ဒါနဲ့သူ့နဲ့တော့ရောလွယ်လန်းလည်းပြီးရောကောင်းကောင်းနဲ့ကတ်တယ်လို့ပြောလဲပြီးတော့ဟုတ်ကောင်းသွားတယ်ဒါကြောင့်တော့သက်တည်ခံနေတာပေါ့နိုဝင်ဘာဆိုတဲ့စကားလုံးဟာဘာလဲဆိုတော့လာတင်စာလုံးနေတာလေအရိကနိုဝင်လို့ခေါ်တာပေါ့နော်ဒီကပ်ထဲမှာဘယ်လိုကပ်တဲ့တင်းတော်ထဲမှာဒီအရိကဘုန်းဆိုတာလဲဆိုတော့ a form of worship consisting of special prayer or service on 9 successive days လို့ခေါ်တယ်အရိကကိုလူလာတဲ့သူ့ကိုတောင်းပြီးမှ special သူ့ကောင်းချင်းပဲဖြစ်ဖြစ်ကျေးဇူးတင်ချင်းပဲဖြစ်ဖြစ်အစမပြတ်ဘူးရလုံးလုံးလုပ်တဲ့အာဘုံလိုနာလို့ခေါ်တယ်မပြတ်မကွက်ပဲနဲ့တောက်လျှောက်ကောင်းတဲ့သူ့ပေါ်တော့အဲ့ဒါဆိုတော့ဒီဟာကျတော့ a form of petition or thanksgiving ဆိုမှသူ့ကောင်းချင်းပဲဖြစ်ဖြစ်ကျေးဇူးဆက်တဲ့ချင်းပဲဖြစ်ဖြစ်မပြတ်မကွက်ပဲဘူးရလုံးလုံးလုပ်ချင်းကိုဆိုလိုတယ်အဲ့ဒီလုပ်ချင်းကဘယ်ချင်းလေးစလဲဆိုတော့ဒီအတင်းတော်ကနုကရစတင်ခဲ့တယ်ဒါပေမဲ့ဘယ်ချင်းကနေပြီးမှလိချင်းခဲ့လဲဆိုတော့စက်တိရာဆုနာပရိယကောင်းကောင်းမွန်မွန်အတင်းတော်ထဲမှာလုပ်ကြတယ်ဒီမှာအဲ့ဒီစက်တိရာဆုကရလုပ်ရဘူးအခုပူပြီးလုပ်ကြတယ်တင်းတော်ထဲမှာအဲ့ဒါအရိကစဉ်းစားစရာဖြစ်တယ်တချို့လူတွေကျတော့
တနည်းနည်းလုံးပြီးမှဆက်မလို့ရအများကြီးရှိတယ်သူကောင်းချင်းတွေတချို့အသိတော်ထဲမှာလည်းလို့တဲ့သူကောင်းချင်းဝတ်ပြုပူပွယ်ခြင်းဆိုတာကြာစီခံတဲ့သူကောင်းချင်းဝတ်ပြုပူပွယ်ခြင်းဆိုတာရှားပါတယ်ဒါမဲ့ကားတဲ့သိတော်မှာကျတော့ဒီသူကောင်းမြတ်တာဒီနဝနာကိုစတဲ့လို့တာနဲ့တောက်လျှောက်ပူပြီးကျယ်ပြင်းလာဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီနဝနာဟာအခုလို့တဲ့လို့ပုံများလာတယ်စိတ်တရားကိုခရကလို့တာပဲအဲ့ဒီမှာလို့တယ်တပည့်ပွားပေါ်ပြီးမှအခုပုံများလာတယ်အဓိကတော့နဝနာလို့တဲ့ချိန်မှာ public နဲ့ private ဆိုတာရှိတယ် public intention ရည်ရွယ်ချက်အသိတော့ဘုလို့ရဲ့ရည်ရွယ်ချက်နဲ့လို့တာရှိတယ်လို့ဥပိုင်တဲ့တောင်းပြောင်းရဲ့ရည်ရွယ်ချက်နဲ့လည်းလို့ရတယ်အဲ့ဒီနဝနာလို့ချိန်လည်းအဲ့ဒီမျိုးစလုံးပါနေတယ်ဆိုတာကိုသိရတယ်ဒီမှာနဝနာလို့တဲ့အချိန်တိုင်းမှာယဟန္တာဘာကိုအားကိုးပြီးမှလုပ်ကြတယ်ဒီအခုကျွန်တော်တို့သိချင်စားအားကိုးတယ်အခါတည်းမှာမေရောကိုအားကိုးတယ်အခါတည်းမှာဒီစလုံးတော့အားကိုးတယ်အဲ့လိုမျိုးယဟန္တာဘာကိုယ့်ရဲ့ယဟန္တာတွေကိုယဟန္တာတွေထဲမှာလည်းသူတို့ရဲ့ကျမ်းကျေရာသူအမျိုးမျိုးရှိကြတယ်အဲ့ဒါကြောင့်ယဟန္တာတွေအားကိုးပြီးမှကောင်းတယ်အဲ့ဒီသူကောင်းတဲ့ချိန်တိုင်းမှာထူးခြားချက်ကတော့ကိုယ့်ရဲ့လုံးလို့တယ်ဆိုတာဘာနဲ့ဆိုလဲဆိုတော့ပရိသစ္စာကိုချိန်ပြီးတယ်အချိန်လဲမှနေရမယ်အစကလေးကပရမဏိယနေနောက်ဆုံးရက်ထိတောက်လျှောက်ကောင်းနိုင်တယ်ဒီဟာကိုလောနာလို့ချင်းဆိုတာကိုကဒီစုချင်းလို့ကိုလို့ချင်းတဲ့အတွက်ကြောင့်ဘုရားဆိုပရိသေရတယ်ကိုရဲ့လုံးလုံးအစဒီကိုရဲ့လုံးလုံးမပြတ်မကွက်ပဲကောင်းတယ်ဆိုတော့ပရိသေချင်းပြီးတယ်အဲ့လိုတကယ်လည်းကောင်းနိုင်တဲ့အတွက်ကြောင့်စုချင်းလို့ရရှိချင်းပြီးတယ်အဲ့ဒါကြောင့်တရက်ကလေးပြတ်သွားလို့ရှိရင်အစကနေပြန်စားရတာဘောနော်အခုဘုံလည်းတရက်ပြတ်သွားထားတယ်ဆိုတော့မရမလားဖြစ်ဘူးဘောနော်အဲ့ဒါအစနေပြန်စားရမလားလို့စိတ်ပေါ်လာဒီမှာဘာသာတွေလည်းအစကနေပြန်စားလို့တော့များများရှိနေတယ်တရက်ပြတ်သွားလို့ရှိရင်ဒါမဲ့အခုကတော့ဒီ public intention အတင်းတော့ဘုံရဲ့ဒီချင်တယ်လို့လည်းဆိုတော့ကဲသွားတာပေါ့ဘာလို့လဲဆိုတော့ဘုရားနောက်ဆုံးရက်တဲ့နေ့မှာနောက်ဆုံးရက်တဲ့နေ့မှာလာစာဖို့ကျေးဇူးတယ်ပထမရက်မှာဘလောက်ပြီးမယ်ဆိုတော့နောက်ဆုံးကိုယ့်ရဲ့စလုံးတော်တဲ့လူရတဲ့လူနဲ့တရက်နေ့ရက်သုံးတဲ့လူရဲ့တွားတဲ့လူရဲ့ရလို့သူလားသူမဲ့ခင်လားခင်ဗျားတို့ရောလူတယောက်ကိုအလုပ်ခိုင်းမှကိုယ့်ရဲ့စလုံးလုပ်ဖို့ခရီးပြုတဲ့လူကတရက်နေ့ရက်လောက်ပဲလာတယ်ကိုယ့်ရဲ့စလုံးပြီးမဲ့ပမာဏကိုသိမလားမသိဘူးအဲ့ကြောင့်ခရီးကိစ္စခုဖက်ကနေမပြတ်မကွက်တဲ့သူရဲ့လုံးလုံးနိုင်တယ်ဆိုရင်ဘုရားလည်းပြီးမှာပဲပြီးမှသုံးတဲ့လူကိုယ်လည်းလာစာထုတ်တဲ့နေ့မှာကိုရဲ့နှောက်မှာကျွန်တော်တို့တော့မပြတ်ကွက်လို့ဆိုတာပြရမယ်ခင်ဗျာပဲဝမ်းသာပါပဲကိုရင်မှာပဲဒါပေမဲ့တရက်ပြတ်ကွက်တယ်ဆိုတော့နောက်ဆုံးထုတ်တဲ့နေ့မှာဘာပဲထုတ်တယ်ဆရာတနာတော့မရတော့ပြတ်ကွက်တယ်ခင်ဗျအာလုံးတော့ရရှိတယ်အဲ့လိုမျိုးနဲ့မျက်နှာတကယ်လေးနဲ့တွဲရမှာပေါ့နော်အဲ့ဒါမှမဟုတ်နားလို့တဲ့နေ့မှာဒီမှာနားလို့တဲ့ချိန်မှာအစအနဲ့အဆုံးထိတွန်းလိုက်ရန်ကြိုးစားဖို့လိုတယ်ဒီမှာအဲ့လိုတကယ်လို့နေတယ်ဆိုလည်းပြားပြားချရစ်နေဆိုတာကျွန်တော်တို့ရတယ်အဲ့ဒါကြောင့်မို့နားလို့တဲ့ကိုသူများလာဒီမှာရှိတဲ့လူတွေလည်းအဝချင်းနေတယ်ဆိုတော့ဒီချက်တစ်ခုစီနဲ့လာချမှာပဲဘုရားကိုမယုံလို့ဆိုဘုရားချမ်းရောက်တယ်လည်းမရှိဘူးသုတောင်းမှလည်းဘုရားကိုနားလည်းလို့မှာမဟုတ်ဘူးဒါပေမဲ့သုတောင်းတာချက်ပြီးအထီးရောက်ဆုံးကသုတောင်းတာချက်ကိုလောနာလို့တဲ့တော့ကိုရအဲ့ဒါချမ်းလို့ကိုကြီးရချက်ကပူပြီးနေမှလေးနေလောနာလို့ဒီပဲလောနာတစ်ခေါက်နဲ့မပြီးဆိုလည်းနှစ်ခေါက်နဲ့လို့ရတချို့ယဟန်တာတွေလောနာကိုအကြာလေးဥပမာကိုရဲ့ရှိမှနောက်ပြန်စားတယ်အဲ့လိုလာနိုင်လို့ပဲအပတ်တိုင်းဒီသလတ်ခါအဲ့လိုမျိုးလုပ်တာရှိတယ်လို့နောနာပြီးတာနဲ့စက်တက်လုပ်နေတယ်ရှိတယ်တချို့နောနာကိုကိုရဲ့လုပ်တယ်လို့ကိုလာလုပ်တယ်လို့ရှိတယ်ကိုနစ်လုပ်တယ်လို့ရှိတယ်အဲ့လိုကိုတောင်းတဲ့သူကကြီးရင်ရှိတယ်လို့လုပ်ရတာပေါ့နော်အဲ့ကြောင့်ကိုကျွန်တော်ရချင်တဲ့သူကအတီးမွားဖြစ်တဲ့ဆိုတော့တစ်ခါတည်းပြတ်သွားပြီးမှတနေ့မှတစ်ခါလောက်ပဲလုပ်တာပေါ့နော်ဒါမဲ့မြန်မြန်လို့ရှိရင်မြန်မြန်လို့
တယ်ဆိုတာကိုပြသိပြီးရှိတယ်ဒီမှာဒီတရားမင်းကြီးရဲ့ပွဲလေးဖြစ်တဲ့တရားမင်းတရားမင်းအကြောင်းတွေလည်းအနေနဲ့ပြောပြပါတရားမင်းဆိုတာဟာဉာဏ်ပါရနဲ့မတူဘူးဉာဏ်ပါရဆိုတာကျွန်တော်တို့လောကသားတွေပဲလောကမှာဝိပဿလူဖြစ်ပြီးမှကောင်းကောင်းမွန်မွန်ဘုရားလိုတော့လိုက်ခြင်းပြီးမှဒီပြောတဲ့အချိန်မှာဘုန်းကြီးကိုရောက်တဲ့လူကိုဉာဏ်ပါလို့ခေါ်တယ်တရားမင်းကြီးကြတော့အစကလေးကတရားတမန်ဆိုတာကြားတဲ့ကကုကုချင်းမမှုနဲ့သူ့ရဲ့အလုပ်ကိုလုပ်ဖို့သူခိုင်းသမျှလုပ်ဖို့ရန်အတွက်ဖန်ဆင်းချိန်ခံရတဲ့သူတွေဖြစ်တဲ့ဒီတန်အဲ့ဒါကြောင့်မို့ဒီတရားမင်းတွေဆိုတာကိုယ်ဆောင်တရားဆိုတာတို့ရှိကြတယ်သူတို့လူတွေလို့မူလာတာနဲ့တပ်ပိထဲမှာစီတော်ချင်းခံတာနဲ့ကိုယ်ဆောင်တရားမင်းကိုယ်တတ်ပြခံတာရှိတယ်အဲ့ဒါကြောင့်မို့သူတော်တဲ့ချိန်မှာလည်းကိုယ်ဆောင်တရားပြည့်တဲ့နေ့ကဆိုပြီးမှဆိုကြတယ်ဘုံကလည်းမရတော့အားလုံးထားတဲ့ဆိုပြရမှာကိုယ်ဆောင်တရားပြည့်တဲ့နေ့ကနောက်တော့ကိုချက်ချက်ပုံကျွန်တော်အဲ့ဒါခဏခဏတူတယ်ဆိုရင်သူ့ရဲ့ဘာဝနာသူကနိဂယမပြတ်ဆုံးမတူတယ်ပြည့်စုံဆုံးရှောက်တော်မူတယ်ဒီမှာဒီသူတို့ရဲ့အဓိကအလုပ်ကြတော့ဗာလဲဆိုတော့ protection and guidance ဆိုတာကျွန်တော်ကာကွယ်ဖို့နဲ့လမ်းမှန်ဖို့ဖြစ်တယ်တရားတမန်ကြီးကတရားမင်းဂါဘီယာကလည်းအမင်းတော်ပြည့်ပြည့်နေတော်မာရမှာပြေဆိုးကြွရောက်တဲ့အကြောင်းဒီအမင်းတော်ပြေခဲ့တယ်အဲကြောင့်မို့သူတို့ရဲ့သာဝနာအရေးကြီးတယ်တရားမင်းကပါရီလို့လဲဆိုတော့ဒီအိုက်ဆီယာအခန်းကြီးကိုငယ်15နဲ့ဖေဘရုအခန်းကြီး1အငယ်12မှာလည်းသူတို့ရဲ့သာဝနာကိုတွေ့ရတယ်ကဲတင်ချင်းလုံးကလူသားတွေကိုပူနေတဲ့အကြောင်းဒီမှာတမန်တော်ဝတ္ထုအခန်းကြီး7အငယ်7မှာလည်းတွေ့ရတယ်။ဘာတွေတွေ့ရလဲဆိုတော့တန်ပေကွာထုံထဲမှာရှိနေတဲ့အချိန်မှာတရားမင်းတရားလာပြီးမှထုံတကားကိုဖွင့်ပေးတယ်။ထုံထဲနေလုံးရတဲ့အကြောင်းသူ့ကိုချင်းအောင်ထားတဲ့ကျိုးရကိုလုံးပြတ်သွားတယ်။ခေါင်းကနေလုံးရောက်သွားတယ်။ပြီးမှဒါနီယအခန်းကြီး6အငယ်7မှာလည်းတွေ့ရတယ်။ဒါနီယကရှင်ဒီအစာကြီးခံရတယ်။ဒါပေမဲ့တရားမင်းတရားကိုနေတဲ့အတွက်ရှင်ဒီအကုမစားဘူး။သူတို့ဒီတရားမင်းတရားကုကိုနေတယ်။ကုမတိတဲ့ချိန်မှာလည်းအများအားကိုနေဆုံးရှုံးတယ်။ဒါပေမဲ့တရားတရားမှာကျွန်တော်တို့ကမာနအကြီးပြီးမှသူ့ရဲ့လမ်းတော်မှုကိုမလိုက်ဘူးဆိုရင်သူ့ရဲ့ကိုယ်ဒီမှုတော့သွားတယ်။အဲ့ဒါကြောင့်ကိုဆောင်တရားဘယ်သူဒီကိုပြီးကိုနေလဲဆိုတော့သူ့ရဲ့အမိတော်နာခံတဲ့လူအမိတော်နာခံတဲ့လူဆိုတာဘယ်သူတွေလဲအဓိကကလေးတွေပေါ့နော်။အဲ့ဒါကြောင့်မို့ကလေးတွေဆိုရင်ထော်လဲတာတော့ဖြစ်လို့ရှိရင်တို့ကဒါရရကိုပြီးမှခဲရင်တယ်ဒါရလိုလိုလေးနဲ့မရဘူးသူ့ကိုဆောင်တရားကောင်းမှမလားကိုနေတယ်အဲကြောင့်ကိုဆောင်တရားကျွန်တော်တို့တရားပြန်มาလဲကျွန်တော်အိမ်မှာလဲတဲ့အဖြစ်ကြီးတာရှိတတ်တယ်ပြီးမှပြည့်ပြည့်ခေါ်မှာကောင်းတဲ့အရာကိုလို့တိုက်တွန်းတတ်တယ်မကောင်းတဲ့အရာကိုရှောင်ကြဉ်ဖို့နဲ့ကောင်းတဲ့အရာကိုလိုက်လို့ဖို့အဲ့ဒါကြောင့်မို့ကျွန်တော်တို့တခုခုလုပ်မယ်ဆိုကိုဆောင်တရားကိုအားကိုးမယ်သူကအမေရာအချက်ပြတဲ့ဒါကောင်းတယ်မကောင်းဘူးဒါနဲ့တရားပြန်မှာကျွန်တော်တို့ကမကောင်းဘူးဆိုတာပြည့်ရတဲ့နဲ့လုပ်တတ်တယ်အဲ့ဒါကိုဆောင်တရားရဲ့လမ်းကိုမလိုက်နိုင်ဘူးအဲ့ဒါကြောင့်မို့ကိုဆောင်တရားရှိတယ်ဆိုတော့ကျွန်တော်အမေရာပြည့်ရပြီးမှဒီကောင်းတဲ့အရာများကိုလုပ်ဆောင်ဖို့နဲ့မကောင်းတဲ့အရာများကိုရှောင်ကြဉ်ဖို့ဒီနေ့ကိုဆောင်တရားများရဲ့ပွဲနေ့မှာအဓိကသိချင်ပါတယ်သိစေချင်ပါတယ်ပြီးမှဒီကိုဆောင်တရားရဲ့တာဝန်ကတော့ကျွန်တော်တို့ဒီမှာအများကြီးရှိတဲ့သူကတာဝန်ရှိကြတယ်တခါတည်းမှာကျွန်တော်တို့ကမလိုက်ချင်လို့ပဲဒုက္ခရောက်ဖြစ်တယ်အဲ့ဒါကြောင့်မို့ကိုဆောင်တရားများရဲ့တာဝန်များကိုဆောင်တရားတွေကိုလူကမဲ့သူတို့မေနာတရိယာအိမ်မှာအားကိုးဖို့လိုတယ်အဲ့ဒါပြင်းတော့သူတို့ရဲ့ပွဲလေးကိုဒီကံကျင်းပပြီးပါတယ်အရင်က
ယဟန်တာမိုက်တော်ရဲ့ပွဲနေ့မှာတရားမဲ့မိုက်တော်တို့ရဲ့ပွဲနေ့မှာကိုယ်ကောင်းတရားပွဲနေ့ကိုကျင်းပတယ်။ဒါပေမဲ့ဒီနောက်ပိုင်းကျတော့အတင်းတော်ပူပြီးပြီးတန်းကိုယ်ကောင်းတရားကိုအားကိုးဖို့လိုချင်တဲ့အတွက်ကြောင့်မို့ဒီတရားမဲ့မိရကာဗျာနဲ့ရာဖဲတို့ရဲ့ပွဲနေ့နောက်3ရက်ရောက်မှာကျင်းပဖို့အတင်းတော်နေ့တန်ဖိုးထားပါတယ်။အဲဒါမှဒီနေ့တို့ဒီတရားမဲ့များရဲ့ပွဲနေ့ကိုကျင်းပခြင်းဖြစ်တယ်။ဒီမှာဒီနေ့အေဝံဂေလိတရားတော်ထဲမှာလည်းတကယ်ဆိုအဓိကမှာထားချင်တာဒီလိုထဲမှာအချင်းနဲ့ဆုံးမကိုလဲလို့ပြီးတဲ့အချိန်မှာတတိယကိုပြဒီမှာအဓိကတွင်တင်တာကလေးငယ်များကိုမတော်ကားမိလို့သူတို့ချင်တာသူတို့ရဲ့ကိုယ်တောင်းတရားပြပြည့်ရှိနေမှာအမေရာရှိနေတဲ့တရားကိုကလေးငယ်များကိုတော်ကားခြင်းအခြားလူတော်တရားကိုတော်ကားခြင်းဟာတရားကိုတော်ကားခြင်းနဲ့ဖြစ်တယ်သူတို့ရဲ့ကိုယ်တောင်းတရားတော်ကားခြင်းဖြစ်တယ်အဲဒါကြောင့်အားလုံးကိုဒီလူတွေကချိနိုင်တဲ့လူသားတိုင်းကိုချိနိုင်ကိုအကောင်းဆုံးအချင်းနဲ့ဆုံးဆိုတာဟာကလေးငယ်များကဲတော့ယူသားမယ်ယူကြည့်ချင်းရှိမယ်စိတ်လုံးလုံးနဲ့တည်ဝင်မယ်ဆိုရင်ကြားရတဲ့တော့ကိုလိုက်နိုင်မှာဖြစ်တယ်အဲကြောင့်မို့ဒီနေ့တရားသာသင်္ခါရဲ့ပွဲနေ့ကိုကျင်းပခြင်းအဖြစ်ဒီနုနာလုံးကျနာတဲ့သူရဲ့ကောင်းမှုကိုများရနိုင်ရတဲ့တရားသမန်တော်များရဲ့ဒီကောင်းဆောင်မှုရရှိနိုင်ရတော့လွယ်တဲ့သူကြီးလူများမိမိတို့ပြုလုပ်နေတဲ့နုနာကိုပုံပြီးလုပ်နိုင်အောင်လွယ်တဲ့သူကြီးလူများကိုဒေသတရားတော်မှာလက်ဆောင်တာပါဆို